အနန္တစကြဝဠာကြီးကိုဗုဒ္ဓကနှစ်ပေါင်းထောင်ချီကြီးမှုပေးနေချိန်မှာကောင်းကင်ဘုံကိုတရားမင်းငရဲပြည်ကိုရမမင်းနဲ့ပင်လယ်ပြင်ကိုနဂါမင်းတို့ကအုပ်ချုပ်ပေးနေပါတယ်။နတ်ဆိုးတွေကလူသားတွေရဲ့လောကမှာပုံကွယ်နေကြသလိုလူသားတွေကလည်းမတိမျိုးနဲ့တွေချမှတ်ထားတဲ့စည်းကမ်းတွေကိုလိုက်နာခဲ့ကြပြီးအားလုံးကဟန်ချက်ညီနေပါတယ်။စွမ်းအားကြီးတဲ့တက်ရှိတကောင်မွေးဖွားလာပြီးနောက်မှာတော့အရာအားလုံးကပြောင်းလဲသွားပါတယ်။အဲ့ဒီတက်ရှိကကြောက်တုံးကနေမွေးဖွားလာတဲ့မြောက်တကောင်ဖြစ်ပြီးမွေးတဲ့ကပါတီပေးဖို့စီစဉ်နေတဲ့တရားမင်းရဲ့ကြောက်စိမ့်တဲ့တော်ကိုမျက်စိကလေစာနဲ့လှမ်းပစ်ပါတယ်။တရားမင်းကသူ့ကိုအာယုံလာနောက်တဲ့မြောက်လေးကိုအပြတ်ရှင်းပစ်ခြင်းပဲမဲ့ဗုဒ္ဓကတားလိုက်ပါတယ်။ဒီမြောက်ကကြီးမားတဲ့စွမ်းအားတွေနဲ့မွေးဖွားလာရုံနဲ့မကပဲအရေးကြီးတဲ့ကံကြမ္မာတစ်ခုလည်းရှိနေတာကြောင့်သူ့လန်းသူမဖောက်နိုင်ခင်အထိလွှတ်ထားဖို့တရားဟောပြီးပြန်ကြွားသွားပါတယ်။ကြောက်တုံးကမွေးလာတာဖြစ်လို့မိဘမရှိတဲ့မြောက်လေးကတခြားမြောက်သားလေးတွေကိုအားကြပြီးအမေလိုက်ရှာပါတယ်။ဒါပေမဲ့သူတို့ကလေးမဟုတ်တဲ့မြောက်ကိုမြောက်အမေတွေကမောင်းထုတ်ကြပါတယ်။မြောက်အကြီးကဲကြီးကမြောက်လေးတွေကိုနေအောင်နဲ့မထွက်ဖို့တင်ပြပေးနေတော့သူကတော့သွားချင်ရသွားပြီးလှုပ်ချင်ရလှုပ်ပါတယ်။နေအောင်နဲ့မထွက်ခိုင်းရတဲ့အကြောင်းရင်းကတော့ရေတကွန်ထဲမှာနေတဲ့မကောင်းဆိုးဝါးကြီးတစ်ကောင်ကြောင့်ဖြစ်ပါတယ်။သူကရှေ့ကလမ်းပြတော့တခြားမြောက်လေးတွေကလည်းနေအောင်နဲ့လိုက်ထွက်လာတဲ့အခါမှာမကောင်းဆိုးဝါးကြီးကမြောက်လေးတစ်ကောင်ကိုဖမ်းသွားပါတယ်။အဲဒါကြောင့်သူ့ကိုမြောက်တွေအားလုံးကမောင်းထုတ်လိုက်ပြီးတင်းခွဲမြောက်တစ်ကောင်ဖြစ်လာပါတယ်။ကြောက်တုံးမြောက်ကသူ့ကိုတခြားမြောက်တွေပြန်လက်ခံဖို့အတွက်ရေတကွန်ထဲကမိစ္ဆာကြီးကိုတိုက်ခိုက်ဖို့နင်းနှင်းညံ့ညံ့လေ့ကျင့်ပါတယ်။တနေ့မှာတော့မြောက်ကလေးတွေစီကိုမိစ္ဆာကြီးရောက်လာချိန်မှာကြောက်တုံးမြောက်ကသူ့လေ့ကျင့်ထားတဲ့အတိုင်းအုံသီးတွေနဲ့တိုက်ခိုက်ပါတယ်။ဒါပေမဲ့မိစ္ဆာကြီးကမဖြုံမဲ့မြောက်လေးတစ်ကောင်ကိုထပ်ဖမ်းသွားပါတယ်။မင်းလိုမြောက်တစ်ကောင်ကအစွမ်းထက်တဲ့မိစ္ဆာကြီးကိုဘယ်လိုလုပ်နိုင်ပါလဲလို့မြောက်အဖိုးကြီးကပြောတော့မြောက်လေးတွေကသူတို့ကြားဘူးတဲ့ပုံမြင်တွေကငကားမင်းစီကလက်နက်နဲ့ဆိုနိုင်တယ်လို့ဝင်ပြောကြပါတယ်။ကြောက်တုံးမြောက်ကလည်းလက်နက်ယူဖို့အတွက်ငကားပြည်ကိုသွားပါတယ်။ရေအောင်ငကားပြည်ကိုသွားရင်မြောက်တစ်ကောင်အနေနဲ့တေးမာပဲလို့မြောက်အဖိုးကြီးကထင်ပေမဲ့တာမန်မြောက်မဟုတ်တဲ့ကြောက်တုံးမြောက်ကတော့အေးဆေးပဲလျှောက်သွားပါတယ်။အဲ့ချိန်မှာငကားမင်းကသူ့တိုင်းပြည်ရဲ့ရတနာဖြစ်တဲ့မဟာတိုင်ကြီးရဲ့အစွမ်းနဲ့ကဘာမြေပေါ်ကတရဝတွေကိုအနိုင်ယူဖို့အတွက်ပြင်ဆင်နေပါတယ်။မဟာတိုင်ကြီးရဲ့အစွမ်းနဲ့ဆိုကဘာမြေပြင်တစ်ခုလုံးကိုရေလွှမ်းသွားစေလောက်တဲ့မုန်တိုင်းတွေကိုဖန်တီးနိုင်ပါတယ်။အဲ့ဒီတိုင်ကြီးကကဘာဥစားတွေကရှိနေတာဖြစ်ပြီးသူ့ရဲ့အစွမ်းကိုအသုံးချနိုင်မဲ့ကြီးမြတ်သူကိုစောင့်နေတာဖြစ်ပါတယ်။ငကားမင်းကသူ့ကိုယ်သူဒီတိုင်ကြီးကိုအသုံးပြုနိုင်တဲ့စွမ်းအားအကြီးဆုံးအထာအကျဆုံးစွမ်းအားရှင်လို့ကြွေးကြော်နေတော့မယ်။တိုင်ကြီးနှစ်ပေါင်း9000လောက်စောင့်မျှော်နေတဲ့စွမ်းအားရှင်ကသူ့စီကိုရှောက်လာပါတယ်။တိုင်းကကြောက်တုံးမြောက်ကိုစကားပြောပြီးနောက်လိုချင်တဲ့အရွယ်အစားနဲ့ထုတ်တချောင်းဖြစ်သူ့ကိုယ်သူအသွင်ပြောင်းလိုက်ပါတယ်။မြောက်ကဘရင်ဖြစ်တဲ့နဂါမင်းကိုသေးတောင်လှည့်မပန်းပဲတိုင်းကိုသူ့လက်နဲ့အဖြစ်ယူသွားတဲ့အတွက်နဂါမင်းကတော့အကြီးအကျယ်ဒေါသထွက်ရင်ကြံခဲ့ပါတယ်။ချက်ချင်းတရားမင်းနဲ့တိုင်ပေမဲ့တရားမင်းကလည်းမြောက်ရဲ့ကံကြမ္မာကိုဝင်မစော့ဖက်ဖို့ဗုဒ္ဓကမိန့်ထားလို့ဝင်မပါပဲနေပါတယ်။လက်နဲ့ရလာတဲ့မြောက်ကမိစ္ဆာကိုတိုက်ခိုက်ဖို့ရေတကွန်ထဲဝင်သွားပြီးအဖမ်းခံထားရတဲ့မြောက်လေးကိုကယ်လိုက်ပါတယ်။မိစ္ဆာကြီးပြန်ရောက်လာချိန်မှာတော့ဟန်မဲရှိပြီးဘာမှမတတ်တဲ့မြောက်ကထွက်ပြေးဖို့လုပ်ပါတယ်။ဒါပေမဲ့သူ့တို့ကမိစ္ဆာကြီးကိုဝင်စော်လို့သူ့လက်ရှမ်းတန်းတိုက်ခိုက်နေရပါတယ်။အချိန်တို့အတွင်းမှာပဲဒုရဲ့လှုပ်ရှားမှုတွေကိုနားလည်လာတဲ့မြောက်ကမိစ္ဆာကြီးကိုဒုနဲ့တစ်ချက်တည်းအစွမ်းကုန်ရှိုက်လိုက်ပါတယ်။အဲ့လိုနဲ့မြောင်မျိုးနွယ်တွေကမိစ္ဆာကြီးအနေနဲ့ကနေလွတ်လပ်သွားပါတယ်။သူတို့ရဲ့ကျေးဇူးရှင်ကြောက်တုံးမြောက်ကိုလည်းဘရင်အဖြစ်တင်မြှောက်လိုက်ပါတယ်။သူ့ကိုကြီးများတဲ့မြောက်အဖိုးကြီးကတော့စွမ်းအားကြီးမားတဲ့တို့ကိုစွမ်းအားကြီးမားတဲ့နမင်းတွေပဲကင်တင်တာလို့ဝင်ပြောပါတယ်။ညံကြီးရှင်မြောက်မင်းကတော့သူ့ကိုနတ်ဖျားဖြစ်တဲ့နယ်လို့အကြံပေးတယ်ထင်သွားပါတယ်။သူသာကောင်းကင်ဘုံမှာနေတဲ့မတိမျိုးနမင်းဖြစ်ရင်လှုပ်ချင်တာလှုပ်လို့ရမယ်ဆိုပြီးနတ်လှုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မြောက်အဖိုးကြီးကတော့မိစ္ဆာတကောင်လောက်တက်ရုံနဲ့နတ်မဖြစ်နိုင်ပဲသူတို့အတန်းရှင်းရဖို့တော့အကောင်100လောက်တက်ရမယ်လို့ပြောပါတယ်။နတ်ဖြစ်ချင်တဲ့မြောက်မင်းလည်းဒီနေ့ကစပြီးနတ်ဆိုး100ပြည့်အောင်တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့လိုနဲ့ကဘာပေါ်မှာရှိသမျှမိစ္ဆာတွေကိုလိုက်နှိမ်နေပြီး69ကောင်ကိုအနိုင်ယူပြီးမှနောက်ဆုံးတစ်ကောင်ကိုနှိမ်နေမိုးလိုက်ရှာရင်ရွာတရွာကိုရှောက်လာပါတယ်။သူ့ကိုယ်သူမသိသူမရှိတဲ့သူရဲကောင်းကြီးတယောက်လိုမိတ်ဆက်နေပေမဲ့ရွာသားတွေကတော့ဘဲကမှမသိတဲ့မြောက်ကိုမောင်းထုတ်ကြပါတယ်။သူတို့ကမိစ္ဆာကိုအမြဲတမ်းကလေးတွေဆက်သားနေရလို့ဒုက္ခရောက်နေကြပေမဲ့ဒုက္ခိုင်ထားတဲ့မြောက်လောက်ကိုတော့အထင်မကြီးဖြစ်နေတော့မယ်လင်းလို့ခေါ်တဲ့ကောင်မလေးတယောက်ကဒီမြောက်ဘရင်ဟာဒန္တာအီလာသူရဲကောင်းကြီးဖြစ်ကြောင်းဘလောက်စွာအကြီးကြောင်းတွေအဖုံးတင်ပြီးဂုံတော်မျိုးမျိုးနဲ့တခန့်တနမိတ်ဆက်ပေးလိုက်ပါတယ်။အပြောကောင်းတဲ့သူကြောင့်ရွာသားတွေလည်းရှုံးသလိုလိုရှိလာပါတယ်။နောက်ဆုံးမှာတော့မိစ္ဆာကိုမြောက်ကနိုင်လဲအမျက်မိစ္ဆာကအာယုံနောက်စရာမြောက်ကိုစားသွားလဲအမျက်ဆိုပြီးမိစ္ဆာကြီးကိုနှိမ်နှင်းခိုင်းလိုက်ပါတယ်။အဲ့ချိန်မှာပဲမိမိစ္ဆာကရွာသားတွေဆက်တာထားတဲ့ကလေးကိုစားဖို့ရှောက်လာပါတယ်။မြောက်ဘရင်ကလည်းမိမိစ္ဆာကိုမြင်မြင်ချင်းဝင်ကြုံပါတယ်။မိစ္ဆာရဲ့မိလှန်ကိုတရားမင်းရဲ့ပလင်မှာစိုက်သွားအောင်တိုက်ခိုက်လိုက်လို့မိမိစ္ဆာလည်းအရင်နှိမ်သွားပါတယ်။ဒါပေမဲ့သူတို့တိုက်ခိုက်နေရင်တရွာလုံးကိုမီးရှို့လိုက်မိတာကြောင့်ရွာသားတွေကကျေးဇူးမတင်ချင်းနဲ့ပဲကျေးဇူးတင်လိုက်ရပါတယ်။လင်းကမြောက်ရဲတပည့်ဖြစ်ချင်လို့သူ့ကိုရွာသားတွေအထေကြီးအောင်ဝိုင်းပြောပေးခဲ့တာဖြစ်ပေမဲ့မြောက်ကတော့ဘာလက်ထောက်မှမလို့ခြင်းပဲတကူတော်သူရဲကောင်းပဲလှုပ်ချင်ပါတယ်။တစ်ဖက်မှာနဂါမင်းကသူ့ရဲ့မဟာဒရိုင်းကြီးကိုပြန်ယူဖို့အတွက်ရေချိုးကန်စီပြီးကုန်းပေါ်တက်လာပါတယ်။နဂါတွေကရေထဲမှာမဟုတ်ရင်ရေထက်ခန်းချောက်ပြီးအရေခွန်တွေခွာကြကုန်လို့ရေချိုးကန်တဲ့လာရတာဖြစ်ပါတယ်။
မြောက်ကတော့ဒုတ်ကိုယူလာတဲ့ကငကားမင်းပိုင်ဖန်းတော်မသိသလိုစိတ်လဲမဝင်စားလို့ပြတ်မပေးပဲမောင်းထုတ်ပါတယ်သူကသူ့ရဲ့ဒုတ်ကိုမျက်စိအောက်ကအပြောင်းမခံနိုင်လောက်အောင်တန်ဖိုးထားကြောင်းပြောနေတော့ငကားမင်းရဲ့တပည့်နှစ်ယောက်ကခိုးသွားပါတယ်မြောက်ကဒုတ်ပြန်ယူဖို့နောက်ကလိုက်သွားပြီးနှစ်ဖက်အကြီးအကျယ်ထုတ်လူကြပါတယ်သူတို့နှစ်ယောက်လက်ကလွတ်ကြကြံခဲ့တဲ့ဒုတ်ကိုလင်းကကောက်လိုက်ပါတယ်ကောက်ရတဲ့ဒုတ်နဲ့မြောက်ကိုမျက်နှာလုပ်ပြီးသူ့ကိုလက်ထောက်အဖြစ်အလုပ်ပေးဖို့ထပ်တောင်းဆိုပါတယ်မြောက်ကတော့တကူတဲ့ဟီးရိုးပဲလှုပ်ချင်လို့မောင်းထုတ်ပေမဲ့လင်းကအတင်းတွယ်ကပ်နေပြီးမြောက်နောက်ကိုတစ်ခေါက်ခေါက်လိုက်နေပါတယ်မိစ္ဆာတရားကိုနှိမ်နှင်းပြီးပြီဖြစ်ပေမဲ့သူမျောလင့်ထားသလိုတရားမင်းကနတ်ပြည်မှာနေဖို့မဖိတ်ခေါ်တာကြောင့်မြောက်ကတင်းနေပါတယ်နတ်ဖြစ်ဖို့ဆိုမတိမျိုးဖြစ်ဖို့လဲလိုသေးတယ်လို့ဒုက္ခအကြံပေးပါတယ်မတိမျိုးဖြစ်ဖို့ဆိုတင်းကြိုင်းတစ်ခုကိုသွားဖို့လိုတယ်လို့ဒုက္ခပြောတော့စာမဖတ်တတ်တဲ့မြောက်ကဘယ်လန်းကိုသွားရမှမသိဖြစ်နေပါတယ်အဲ့ဒါနဲ့ပဲစာဖတ်တတ်တဲ့လင်းကိုမခေါ်ချင်းနဲ့လက်ထောက်ခံလိုက်ပါတယ်မတိမျိုးဖြစ်ဖို့အတွက်တင်းကြိုင်းတစ်ခုကနေတဆင့်အရင်ဆုံးငရဲကိုသွားရမှာဖြစ်ပါတယ်လူသေးနဲ့တူအောင်ပြာတွေနဲ့ရုပ်ဖြတ်ပြီးငရဲတဲ့ကိုရောက်တော့ရှမမင်းစီကနေသူ့ရဲ့သေစင်းကိုတောင်းပါတယ်ဒါပေမဲ့ရှမမင်းကမပေးတာကြောင့်နောက်ကငရဲပြည်ရဲ့တာဝန်သိသေးသူတယောက်အနေနဲ့ငရဲပြည်ကိုတက်ရှိတယောက်ရောက်နေရဆိုပြီးသူ့လက်ထောက်လင်းကိုထိုးကြွေးလိုက်ပါတယ်ရှမမင်းလည်းတက်ရှိတွေငရဲတဲ့ဝင်လာလို့ဒေါသထွက်ပြီးစီကပ်ဖောက်တဲ့လင်းကိုလိုက်ဖမ်းပါတယ်သူတို့တွေလှုပ်ရှုပ်နေတော့နောက်ကသူ့ရဲ့သေစင်းစာလိုက်ကိုလိုက်ရှာပါတယ်လင်းကလည်းအသက်ဘေးကနေလို့ရေသူဟာတေးပြီးသားဖြစ်ကြောင်းကိုရှိသမျှတေးနီးတွေအားလုံးနဲ့ရှမမင်းရှုံအောင်ပြောပါတယ်မတုံးမဟုတ်လို့တော့ငရဲပြည်ရဲ့ဘရင်လုံနေတဲ့ရှမမင်းကလည်းရှုံသွားလို့လှုပ်ပေးလိုက်ပါတယ်။ Marvel ရဲ့ထွက်ထားသမျှ animated movie 20ကျော် DC animated movie 90ကျော်လုံးကို The Mist Telegram မှာမြန်မာစာတန်းထိုးနဲ့တစုတစည်းနဲ့လာကြည့်နိုင်ပါတယ်။တသက်စာမမကြီးနဲ့တစ်ခါဝင်ထားလိုက်ရင်အသစ်ထွက်လာသမျှကားတိုင်းကိုလည်းစက်ကြည့်နိုင်မှာဖြစ်ပါတယ်။ Marvel ရော DC ရောရဲ့ live action တွေမှာခုထိမမြင်ရသေးတဲ့ဇာတ်ကောင်တွေအများကြီးရှိလို့ animation တွေကြည့်ရတာကလည်းတမျိုးပြောစရာကောင်းပါတယ်။ movie တွေအပြင် DC animated series တွေ Marvel animated series တွေနဲ့ Star Wars The Clone Wars တို့ကိုလည်းကြည့်နိုင်ပြီဖြစ်ပါတယ်။ဘယ် channel မှာဆိုမဝင်ချင်တယ်ဆိုရင် description မှာရော comment မှာရောဆက်သွယ်ဖို့အတွက် Telegram နဲ့နေပေးထားပါတယ်။လင်းကမြောက်စီကိုလိုက်သွားပြီးကိုယ့်အဖွဲ့သားကိုထားခဲ့လို့ရှန်တွေးပါတယ်။မြောက်ကတော့သူ့အဖွဲ့သားမဟုတ်ပဲခိုင်းညီရခိုင်းဖို့ခံထားတဲ့လက်ထောက်လို့ပြောပြီးသူ့ရဲ့သေစီရင်ကိုလိုက်ရှာခိုင်းပါတယ်။ငရဲမင်းကမြောက်ကိုကိုပွားနေနဲ့တိုက်ခိုက်တော့မြောက်ကလည်းသူ့စပင်ကနေမြောက်ကိုပွားတွေထုတ်လိုက်ပါတယ်။လင်းကမြောက်ရဲ့စာလေးကိုတွေးတော့မြောက်ကသူ့ကိုယ်သူသေစီရင်ထဲကနေငရဲမင်းရဲ့စုပ်တံနဲ့ဖြတ်လိုက်ပါတယ်။မြောက်ကမတိမျိုးဖြစ်သွားလို့ဥမျိုးနေတော့မှငရဲမင်းကအခြေအနေဆိုးဝါးလွန်းလို့တရားမင်းကိုဆက်သွယ်ပါတယ်။သူဘာမှမပြောရသေးခင်မြောက်ကချောင်းဝင်ပြီးသူဟာမတိမျိုးဖြစ်သွားပြီဖြစ်လို့နမင်းရာထူးပေးဖို့ပြောပါတယ်။တရားမင်းကတော့အိုပြီးမသေးတော့တာမှန်ပေမဲ့သူများတက်ရင်တင်နိုင်သေးတာကြောင့်မတိမျိုးတော့ဝပဲဖြစ်သေးတယ်လို့ပြန်ပြောလိုက်ပါတယ်။မတိမျိုးဖြစ်နေကထာဝရအသက်စာအုပ်ထဲမှာပါမှန်းသိတာနဲ့မြောက်နဲ့လင်းတို့ကစာအုပ်ကိုယူပြီးငရဲကနေအမျက်ထွက်ပြေးပါတယ်။မတိမျိုးအစ်စ်ဖြစ်ခြင်းပေါ်မမွန်သီးကိုစားရမယ်လို့စာအုပ်ထဲမှာရှိထားပါတယ်။အဲ့ဒီအသီးကလည်းမော်ဝင်ဥယျာဉ်ထဲမှာပဲရှိတာဖြစ်ပါတယ်။နောက်ကမော်ဝင်ဥယျာဉ်ရဲ့တီနေရာကိုရှာခိုင်းထားတော့လင်းကနဂါမင်းကိုဆက်သွယ်လိုက်ပါတယ်။တကယ်တော့လင်းကနဂါမင်းနဲ့အပေးအယူလုပ်ထားတာဖြစ်ပါတယ်။နောက်က69ယောက်မြောက်မိစ္ဆာကိုနှိမ်နှင်းပြီးချိန်လောက်မှာလင်းကသူတို့ရွာမှာမိုးခေါင်ရေရှာဖြစ်ပြီးပြည်သူတွေအငတ်ဘေးဆိုင်နေလို့နဂါမင်းစီမှာမိုးရွာပေးဖို့ဆူတောင်းခဲ့ပါတယ်။တိုက်ဆိုင်ပဲနဂါမင်းကမြောက်စီကတို့ကိုပြန်ယူဖို့လာရင်သူ့အိမ်သားကဖြတ်သွားတာနဲ့တိုးပါတယ်။နဂါမင်းကြီးကသူ့ဆူတောင်းတဲ့ကြားပြီးသူတို့ရွာကိုလာခဲ့တယ်လို့လင်းကထင်လိုက်ပြီးအသေးအတန်ကျေးဇူးတင်နေပါတယ်။နဂါမင်းကလည်းမြောက်စီကတို့ကိုယူပေးနိုင်ရင်ရွာကိုမိုးရွာအောင်လုပ်ပေးမယ်လို့လမ်းကြုံအပေးယူလုပ်လိုက်ပါတယ်။အဲ့ဒါကြောင့်လင်းကမြောက်နောက်ကိုတကားကောက်လိုက်ပြီးဒုတ်ကိုခိုးဖို့ချောင်းနေတာဖြစ်ပါတယ်။လက်ရှိမှာတော့နဂါမင်းကသူ့လှုပ်ထားတဲ့ဥယျာဉ်တူစီမြောက်ကိုခေါ်ခဲ့ဖို့လင်းကိုမှာလိုက်ပါတယ်။လင်းကလည်းနဂါမင်းအစိတ်တုပ်ထားတဲ့မတ်မွန်သီးတွေရှိတဲ့ဥယျာဉ်ကိုခေါ်သွားပါတယ်။ဂျုံတိရှိအောင်မတ်မုံမင်တွေအများကြီးထားရပေမဲ့အပေတပင်စာပဲအစိတ်ရှိလို့တပင်တဲကိုပဲရွှေ့စားမိအောင်မိမောင်းထုတ်ပြထားပါတယ်။ဒါပေမဲ့နမော်နမဲနိုင်တဲ့နဂါမင်းရဲ့တပည့်တွေကမိမောင်းကိုခလုတ်တိုက်မိပြီးဘဲအပင်မှမမှတ်မိတော့လို့တွေးတဲ့အပင်ကိုပြန်ထိုးခဲ့လိုက်ပါတယ်။နောက်ပြီးရင်ရောက်လာတော့တာမန်ဥယျာဉ်ထက်တောင်မွဲချောက်ဖြစ်နေတဲ့မော်ဝင်ဥယျာဉ်ကိုစိတ်ပြတ်သွားပါတယ်။ဒါပေမဲ့မတိမျိုးဖြစ်ရင်ပေါ်ဆန်ဆန်တောက်ပနေတယ်လို့ထင်ရတဲ့အပင်ကအသီးတစ်လုံးကိုခူးစားလိုက်ပါတယ်။ရောက်ကအစိမ့်မမိသွားတဲ့အတွက်ခလုတ်တိုက်လိုက်တဲ့တပည့်ကနောက်တစ်ပင်ကအသီးကိုစားခိုင်းပါတယ်။ဘူးမသိပါမသိတဲ့နောက်တစ်ယောက်ကတော့မြည်တဲ့အနေနဲ့ခူးစားလိုက်လို့အစိတ်ပင်နဲ့တိုးပြီးအစိတ်မိသွားပါတယ်။နောက်ကလည်းလိုက်စားပြီးရေဝဝင်းနဲ့ကောင်းနေတာကိုစိတ်မရှိတော့တဲ့နဂါမင်းကထွက်လာပါတယ်။ကောင်းနေတဲ့မြောက်ကနဂါမင်းပါဇက်ထဲကိုမတ်မွန်သီးသုံးလုံးပြစ်ထည့်ပေးလိုက်တော့နဂါမင်းကကောင်းသွားပါတယ်။သုံးယောက်သားသူတို့စိနဲ့သူတို့ဟိုက်ပြီးထွက်သွားတော့မှမြောက်ကမူလဲသွားပါတယ်။လင်းကဒုတ်ကိုယူဖို့ကြိုးစားပေမဲ့ဒုံမရခင်မြောက်ကပြန်လို့လာပါတယ်။မတ်မွန်သီးစားတာလည်းမတိမျိုးဖြစ်မလားလို့မြောက်ကစိတ်တုန်နေချိန်မှာဒုတ်ကစားအုပ်ထဲမှာအဖွားကြီးတယောက်ပါတာကိုသတိထားမိသွားပါတယ်။အဲ့ဒီအဖွားကြီးကနတ်ပြည်ရဲ့မတိမျိုးတော်ဝင်မော်ဆီယာမှဝမ်းမှုပဲဖြစ်ပါတယ်။သူဖော်ဆက်ထားတဲ့မော်ဆေးကြီးကိုတောက်လိုက်တာနဲ့အပြည့်အဝမတိမျိုးဖြစ်မယ်လို့ရှိထားတာကြောင့်နောက်နဲ့လင်းတို့ကနတ်ပြည်မှာနေတဲ့မော်ဆီယာမှဝမ်းမှုစီကိုသွားကြပါတယ်။
မတိမျိုးစေးရီကိုလင်းကလိုက်ရှာနေတော့မြောက်ကတော့တွေးသမျှစေးရီအကုန်ကောက်မောဖို့လုပ်နေပါတယ်စေးရီတစ်ခုကအငွဲ့ကိုရှူမိလိုက်တာနဲ့မြောက်ပေါက်စာလေးဖြစ်သွားပြီးဘာမှမသိတဲ့မြောက်ပေါက်စာလေးကတွေးတဲ့စီလုံးကိုကောက်စားလိုက်ပါတယ်အဲ့ဒီစီလုံးကြောင့်တနေရာကနေတနေရာကိုခုတ်ကူးနိုင်တဲ့အစွမ်းရသွားပြီးကူရင်အိုးတစ်ခုထဲမှာပိတ်မိသွားပါတယ်လင်းကလည်းအခွင့်အရေးကိုလက်လွတ်မခံပဲဒုတ်ကိုယူပြီးထွက်သွားဖို့လုပ်ပေမဲ့ပိတ်မိနေတဲ့မြောက်လေးကိုသနာတာကြောင့်ပြန်လှုပ်ပေးလိုက်ပါတယ်မိသားစုမရှိတငယ်ချင်းမရှိနဲ့အထီးကျန်နေတဲ့မြောက်ကိုဂိယူနာတက်သွားပေမဲ့သူ့ကိုယ်ပိုင်မိသားစုကိုကယ်ဖို့အတွက်ဒုတ်ကိုယူပြီးထွက်သွားပါတယ်အဲ့ချိန်မှာပဲမြောက်ကအငွေ့ရှူမီလို့ပြန်ကြည့်လာပါတယ်လင်းလည်းမသိချင်အောင်ဆောင်ပြီးဝမ်မူရဲ့မသေးစင်းညွှန်းအတိုင်းမသေးသေးဖော်ပေးပါတယ်ဖော်လို့မပြီးခင်မှာပဲဝမ်မူရောက်လာပြီးတခိုးမြောက်ကိုသူ့ရဲ့လျှက်စစ်မိုးကြိုးတွေနဲ့တိုက်ခိုက်ပါတယ်လင်းကဆေးရီကိုမွေဖို့ဘာမှမရှိဖြစ်နေလို့မြောက်ကသူ့တို့ကိုတေးအောင်လုပ်ပြီးပေးလိုက်ပါတယ်ဆေးရီကတော့မြောက်ကိုတိုက်ပေမဲ့မတော့ရသေးခင်မှာပဲဝမ်မူကဖျက်ဆီးပစ်လိုက်ပါတယ်မြောက်ကိုလွှင့်ပစ်လိုက်ပြီးလူသားဖြစ်တဲ့လင်းကိုတော့တနာသမှုနဲ့ဒီတိုင်းပြန်ခွင့်ပေးလိုက်လို့လင်းလည်းဒုတ်ကိုယူပြီးပြေးပါတယ်ဒါပေမဲ့မြောက်ကိုမထားခဲ့ရလို့ဒုတ်ကိုအရှိကြီးလုပ်ပြီးစေးမွေတုံးကကတ်နေတဲ့မသေးဆေးရီကိုမြောက်ကိုတိုက်လိုက်ပါတယ်စေးနီးကမှန်သွားတာကြောင့်မြောက်ကအပြည့်အစုံမသေးမျိုးဖြစ်သွားပါတယ်သူ့ကိုပြစ်လိုက်တဲ့မိုးကြိုးကမထိခိုက်စေတော့တဲ့အပြင်အကောင်မှကြီးသွားစေပါတယ်ဝမ်မူလည်းသူမနိုင်တော့စစ်ကူခေါ်တဲ့အနေနဲ့တခြားလက်စစ်တီတွေကိုအချက်ပြလိုက်ပါတယ်တခြားတက်တွေသာရောက်လာရင်မသေးနိုင်တဲ့မြောက်တောင်မှမျိုးကန်သွားနိုင်လို့လင်းကတက်ပြည်ကနေပြန်ခုန်ချလာခဲ့ပါတယ်သူခုန်ချရင်မြောက်ကလည်းသူ့ကိုကယ်ဖို့လိုက်ခုန်ချလာမယ်လို့ပြောလင့်ထားသလိုပဲမြောက်ကလည်းခုန်ချလာပြီးသူ့ကိုကယ်လိုက်ပါတယ်နှစ်ယောက်သားအပြန်အလှန်ကူညီရေးအဖွဲ့ကြသွားတာကိုလင်းကသဘောကျနေပေမဲ့မြောက်ကတော့ဝန်မခံချင်ဖြစ်နေပါတယ်လင်းကမသေးမျိုးနဲ့ဖြစ်အောင်ကြိုးစားနေမဲ့အစားအခုရထားတဲ့အစွမ်းနေနဲ့လူတွေကိုကူညီရင်ကြီးမြတ်တဲ့ကိစ္စတွေကိုလုပ်သွားပါလားလို့နားချပါတယ်ဒါပေမဲ့လူကယ်ဖို့ကိုစိတ်ဝင်စားတဲ့မြောက်ကတော့တခုခုလိုချင်ဘသူမျက်နှာမှမကြည့်ပဲလိုချင်တာကိုအရယူလိုက်လို့ပြောပါတယ်လင်းကလည်းမြောက်ကိုနားချလို့မရတော့ဒုတ်ကိုခိုးဖို့ပဲဆုံးဖြတ်လိုက်ပြီးရေထဲမှာဘလောက်ကြာအသက်အောင်နိုင်လဲလို့မြောက်ကိုမေးပါတယ်အမြဲတမ်းသူ့အစွမ်းတွေကိုကြွားကျင်နေတဲ့မြောက်ကလည်းကြွားလုံးထုတ်ချင်လို့ရေထဲကိုဆင်းသွားတော့လင်းကငကားမင်းကိုဆင်းခေါ်ပြီးသူ့တို့ကိုပြန်ပေးလိုက်ပါတယ်မြောက်ပြန်တက်လာတော့ဖြစ်ချောင်းကုန်စင်ကိုတီးပြီးလင်းကိုစိတ်ဆိုးသွားပါတယ်သူ့ကိုကယ်ပေးခဲ့တာယုံကြည်ခဲ့တာတွေအားလုံးတစ္ဆာဖောက်ခံလိုက်ရတဲ့အတွက်မြောက်ကထွက်သွားပါတယ်ငကားမင်းကလည်းရေရှားမှုခေါင်တာကိုကယ်မှာမဟုတ်ပဲတကဘာလုံးကိုမုံတိုင်းကြီးနဲ့ဖျက်ဆီးပြတော့မှာဖြစ်ပါတယ်ငကားမင်းငယ်ငယ်ကကုန်းပေါ်တက်ရင်အရေပြားတွေခြောက်ပြီးကြွားကြကုန်တာကိုလူတွေကလှောင်ပြောင်ကြပါတယ်အဲ့ဒါကိုလက်စားချေဖို့နဲ့သူ့ကိုလှောင်ခဲ့တဲ့လူတွေကိုဖျက်ဆီးဖို့အတွက်ငကားမင်းကဒုတ်ရဲ့အစွမ်းကိုအသုံးချပြီးသူ့ပဲသွားရေရှိနေအောင်တကဘာလုံးကိုရေလွှမ်းပစ်လိုက်မှာဖြစ်ပါတယ်ငကားမင်းကသူ့ကိုယ်သူအကြီးကြီးပြောင်းလိုက်ပြီးဒုတ်ရဲ့အစွမ်းနဲ့မုံတိုင်းကြီးတစ်ခုဖန်တီးထားပါတယ်အဲ့ချိန်မှာမြောက်ပင်ရောက်လာလို့ငကားမင်းကမြောက်ကိုတက်ပေမဲ့မသိမျိုးဖြစ်နေတာကြောင့်ဘလို့တက်မရဖြစ်နေပါတယ်လင်းကသူ့ရွာသားတွေကိုချက်သားပြီးရင်မြောက်ရဲ့အားနည်းချက်ကိုပြောပြမယ်လို့ကမ်းလှမ်းတာကြောင့်ငကားမင်းလည်းလက်ခံလိုက်ပါတယ်မြောက်ကိုမိုးကြိုးနဲ့တက်ရင်တည်တယ်လို့ချင်းထဲလိုက်တာကိုတကယ်ထင်သွားတဲ့ငကားမင်းကမိုးကြိုးတွေနဲ့ပြစ်ပါတယ်မြောက်ကတော့နတ်ပြည်မှာတော့ကလိုပဲမိုးကြိုးတွေကြောင့်အကြီးကြီးဖြစ်လာပြီးဒုတ်ကိုငကားစီကနေပြန်လူလိုက်ပါတယ်မြောက်ကငကားမင်းကိုအနိုင်ယူနိုင်လိုက်ပေမဲ့ဒေါသမပြေသေးပဲတောင်းကျမ်းနေလို့နမင်းကြီးတွေဆင်းလာပြီးသူ့ကိုနှိမ်နေပါတယ်ဒါပေမဲ့သူတို့ကိုမြောက်ကအယုတ်လေးတွေလိုပါဇက်ထဲကောက်ထည့်ပြီးထွေးထုတ်လိုက်ပါတယ်ဘယ်နဲ့မှထိမရတဲ့အဆုံးမှာတော့ဗုဒ္ဓကကြွလာပါတယ်လင်းကမြောက်ကိုဒုက္ခမရောက်စေခြင်းလို့မြောက်ကအခုထိဆိုးနေပေမဲ့စိတ်ကောင်းနှလုံးကောင်းရှိကြောင်းဗုဒ္ဓကိုပြောပါတယ်ဗုဒ္ဓကလည်းအဲ့ဒါဆိုရင်မြောက်ကိုလမ်းပြကြည့်လို့ပြောတာကြောင့်လင်းကဗုဒ္ဓဟန်ဆောင်ပြီးအစွမ်းပြရတာကြိုက်တဲ့မြောက်ကိုတစ်ခုစိတ်ခေါ်လိုက်ပါတယ်လင်းကကိုစွားကြီးလာပြီးထင်နေရင်ဗုဒ္ဓရဲ့လက်ဝါးထဲကနေလွတ်အောင်ခုန်ထွက်ကြည့်လို့ပြောပါတယ်ခုံထွက်နိုင်မယ်ဆိုရင်သူတောင်းဆိုသလိုမျိုးနတ်ပြည်ရဲ့တကူရှင်ပွဲပေးပြီးမခုံထွက်နိုင်ရင်တော့သူလှုပ်ခဲ့တာတွေအတွက်အပြစ်ပေးခံရမယ်လို့ပြောပါတယ်။မြောက်ကလည်းမဆိုင်မတော့ပဲလက်ပေါ်ကနေစက်ကြဝဠာရဲ့အစွန်ဖျားရောက်တဲ့အထိခုံထွက်လိုက်ပါတယ်။သူရောက်တဲ့နေရာကိုတက်သေးပြဖို့အတွက်အမှတ်သားတစ်ခုလည်းလုပ်ခဲ့ပါတယ်။ဒါပေမဲ့စက်ကြဝဠာရဲ့အစွန်တစ်ဖက်လို့ထင်တဲ့နေရာကဗုဒ္ဓရဲ့လက်ချောင်းထိပ်လေးဖြစ်နေလို့စိန်ခေါ်မှုမှာကြာရှုံးသွားပြီးအပြစ်ပေးတာကိုခံရတော့မှာဖြစ်ပါတယ်။ဗုဒ္ဓကမြောက်ကိုလက်ငါးချောင်းတောင်အောင်မှပိတ်ထားလိုက်ပါတယ်။တောင်ထဲမှာတရားထိုင်ရင်ကိုသုံးသပ်နိုင်ပြီးအများကောင်းကျိုးကိုတည်ပိုးနိုင်တဲ့အချိန်ရောက်လာရင်ပြန်လှုပ်ပေးမယ်လို့မှာခဲ့ပါတယ်။လင်းနဲ့မြောက်တို့အချင်းချင်းနှုတ်ဆက်ပြီးတာနဲ့ဗုဒ္ဓကတောင်ကိုချိတ်ပေးလိုက်ပါတယ်။နှင်900ကြာပြီးတဲ့အခါမှာတော့အနောက်ဘက်ကိုခရီးသွားမဲ့ဘုန်းကြီးကသူ့ရဲ့တပည့်2ယောက်နဲ့အတူမြောက်ကိုလှုပ်ပေးဖို့ရှောက်လာပါတယ်။အဲ့လိုနဲ့တကိုးရှင်မြောက်ဘရင်ဟာအများကောင်းကျိုးအတွက်အနောက်ဘက်ကိုခရီးရှည်ကြီးသွားဖို့အကြောင်းဖန်လာပါတယ်။